ဒီကိုရီအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ညမှာဆိုလို့ရှိရင်တော့ Manchester United ပွဲစဉ်ရှိပါတယ်အဲ့တော့အာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးရယ်ပြီးရင်ပွဲထွက်လာနိုင်ရရှိတဲ့လူစင်းရေးလေးကိုကျွန်တော်တို့ဟိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စလိုက်ရအောင်အဲ့တော့ပွဲမနိုင်ခင်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် United ကဒီရာသီမှာဆိုလို့ရှိရင်အနေအမြင့်အတက်အကျရင်းနဲ့တော်လေးကိုတိုင်ပတ်နေခဲ့တယ်United နဲ့အပြိုင်တိုင်ပတ်နေတာက Wolverhampton ဒီရာသီမှာဆိုလို့ရှိရင်သူတို့နိုင်ပွဲတစ်ပွဲမှမရထားပါသေးတယ်တေးပွဲနှစ်ပွဲနဲ့ရှုံးပွဲက12ပွဲတိတိရှိထားတယ်အဲ့တော့ဟိုဒီကိုရီအားလုံးသိကြရတယ်မှာကျွန်တော်အသင်းကလိုမျိုးအမှတ်လုံနေတဲ့အသင်းဆိုလို့ရှိရင်အမြဲတမ်းအမှတ်လူနေကြရှိတယ်ဟိုသူများတွေတေးကြနေတယ်ရှုံးနေတယ်ဆိုပါစို့ Chelsea တို့လီဗာပူးတို့ရှုံးနေတယ်တေးကြနေတယ်ဆိုလို့ရှိရင်ကျွန်တော်အမှတ်မယူနိုင်ဘူးဒီနေ့ပွဲစဉ်မှာရောဘယ်လိုဖြစ်မလဲပေါ့နော်တေးရတာတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့မျှော်လင့်ချက်ကတော့သိရှိမယ်လို့တော့မထင်ဘူးမျှော်လင့်ချက်မရှိဘူးလို့ပြောတာကိုအသင်းကိုတော့နိုင်စေချင်တာကတော့အသေးချပဲဘယ်နဲ့ကိုပြည့်နေပဲနိုင်တယ်ဗျာနိုင်ရင်ပြီးရောနိုင်တော့နိုင်စေချင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းမျှော်လင့်ချက်ကထားလို့မဖြစ်ပြန်ဘူးမျှော်လင့်ချက်ထားလိုက်ပြီဆိုလို့ရှိရင်ဒီအသင်းကဒီကောင်တွေကဟိုအစင်းလေးများတက်တော့မယ်ကြာရင်ရိုက်ချလိုက်အောက်ကိုဆင်းသွားလိုက်နဲ့ဒါတော်လေးကိုတိုင်ပတ်တဲ့အနေထားပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ United အကြောင်းကိုစပြီးပြောလိုက်ရအောင် United ကဒီကဒီအဝေးကွင်းဖောင်ကတော့အရင်ကြီးကောင်းမနေဘူးကျွန်တော်တို့မှတ်မိတဲ့အတိုင်းပဲဟိုနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ Liverpool တို့ Crystal Palace တို့နိုင်ခဲ့တယ်ဒါပေမဲ့တေးမကြတင်မဲနဲ့ကြတဲ့ပွဲစဉ်တွေရှိတယ်ဗျ Spurs ကိုတေးကြတယ် Nottingham Forest ကိုတေးကြခဲ့တဲ့ပွဲစဉ်တွေရှိတယ်ဒီအရင်ကြီးတော့ကောင်းမနေဘူးဝေးကွင်းဖောင်ဒါပေမဲ့လည်းဟိုတိုင်းပတ်နေတဲ့အချိန်ဒီမှာ Crystal Palace ကိုနိုင်ခဲ့တာတို့ဒါတွေတော့လက်ခံလို့ရတဲ့အနေအထားလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့ WhatsApp နဲ့ပွဲစဉ်မှာကျတော့လေတော်လေးကိုတိုင်းပတ်ပြန်ရော့ဟိုတော်တော်အသင်းကဘယ်လိုဖြစ်နေလဲဆိုရင်ပွဲထွက်17ယောက်ကအဆင်ပြေတယ်ဆိုလို့ရှိရင်လူစားလဲတဲ့ player တွေကထဖောက်ပြန်ပြီတခါလေဆိုလို့ရှိရင်လူစားလဲတဲ့ player တွေခြေစွမ်းကောင်းမြန်တော့လေပွဲထွက်17ယောက်ကအဆင်မပြေပြန်ဘူးအဲ့တော့တော်လေးကိုတိုင်းပတ်ပါတယ်အဲ့တော့ဒီကြားထဲဆိုတာကဦးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တယောက်မဟုတ်တယောက်ကထပြီးတော့ဖောက်တတ်တယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ကအမိုရင်လက်ထက်မှာနှစ်ပွဲစလုံးကစားတယ်နှစ်ပွဲစလုံးရှုံးထားတယ်ပထမတစ်ချိန်တုန်းကဘရူနိုရဲ့မှအနီကတ်တွေနဲ့ပြီးရင်ခုညရဲ့မှကော်နာကနေဓာတ်ရိုက်ထည့်တဲ့ဂိုးတွေနဲ့ကျွန်တော်တို့ရှုံးနေခဲ့တယ်2စီးနဲ့ဒါပေမဲ့နောက်ဒုတိယတစ်ကြောလဲထက်ရှုံးတာပဲအဲ့ဒါလဲ free kick ကနေပေးလိုက်ရတယ်ဆာရဗီယာကန်တာတော်လေးကိုလှပါတယ်ပြောချင်တဲ့သဘောကကိုအသင်းကတော်တိုင်ပတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုတစ်ဖက်အသင်းကလည်းတော်လေးကိုကောင်းတယ်ဗျာWolf ဆိုလို့ရှိရင်လည်းဒီနေ့ပွဲစဉ်မှာဘယ်လိုကစားမလဲဆိုတာတော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်သူတို့ကဇက်တိုက်တာရှုံးရင်ရှုံးနေလိမ့်မယ် United နဲ့တွေ့ရင်တော့ရှယ်ကျုံးတာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ပြောလိုက်ကြတော့မရှိဘူးပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် United ကနှစ်ပွဲစလုံးရှုံးထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီဆာရာဗီယာရဲ့ဂိုးနဲ့တကိုးနဲ့ရှုံးခဲ့တယ်ပြီးခဲ့ရင်ကုညာရဲ့ဂိုးပြီးသွားရင်ကျွန်တော်တို့ဟီချောင်ဝမ်လားမသိဘူးအဲ့ဒီဂိုးနဲ့ကျွန်တော်တူစီနဲ့ရှုံးခဲ့တဲ့ပွဲစဉ်တွေရှိတယ်အဲ့တော့တော်လေးကိုတိုင်ပတ်ပါတယ်အနေထားတော့လေအဲ့တော့ဟူကလည်းတော်လေးစိုးပါတယ်အချိန်ကြီးကသူတို့အိမ်ခွင်းမှာတပွဲသေးရေအဝေးကွင်းမှာတပွဲသေးရေကြထားခဲ့တာပေါ့နော်အဲ့တော့တမတ်စီပဲစူးစောင်းထားနိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာတော့အမှတ်လူအောင်မလားတော့စောင့်ကြည့်ရမယ်ကိုတင်းကိုတော့မျောလင်းကြတော့ဒါကြီးမထားကြဘူးဒါပေမဲ့9တော့9တဲ့နေပေါ့ဗျာကဲကျွန်တော်တို့ Wolfpack ကချင်းကြောက်နိုင်တဲ့ player ရှိပါတယ်ဟုတ်နောက်တန်းအစပြီးပြောရမယ်ဆိုလို့ရှိရင်နောက်တန်းမှာတော့လို့ရင်းကြီးကောင်းတဲ့ player တွေတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီတိုက်စစ်မှာတော့ Stan Larson တို့ဟီချောင်ဝမ်တို့ကရွက်ရဲ့ခန်းစစ်ကိုချင်းကြောက်နေတဲ့အနေထားမှာရှိတယ်သူတို့ကဂိုးမရကျင်တာမရဟိုကျန်တဲ့ပွဲစဉ်တွေမှာဂိုးမရရင်မရလိမ့်မယ်ဗျာ United နဲ့တွေ့ရင်တော့အမြဲတမ်းဂိုးသွင်းတယ် Stan Larson တို့ဟီချောင်ဝမ်တို့ပေါ့နော်တော်လေးကိုကောင်းပါတယ်ဒါပေမဲ့ဗျာဒီလောက်ချင်းနေစုံနေတဲ့အချိန်မှာတော့ကိုတော့9တဲ့နေလို့ထင်တာပဲညီကိုတော့ဘယ်လိုမြင်ကြလဲပေါ့နော် United ရဲ့မှာ line up ကိုကြည့်မယ်ဆိုလို့ရှိရင်ကိုသမားနေရာမှာတော့ဒီ full မို့အတိုင်းပဲ Lemans နောက်တန်းမှာတော့3ယောက်တန် Lucio ရဲ့ Dilich ရဲ့ Masrori ရဲ့ Dilich ဒီနေ့ပွဲစဉ်မှာပြန်ပါလာပါလိမ့်မယ်Martinez ကိုတော့ညီကမ3လောက်သေးဘူးLucio ပဲ3လောက်မယ်လို့ထင်တယ်ပြီးရင် level မှာတော့ဒါလို့ right one မှာတော့ Ahmed ပေါ့နော်အဲ့ပုံစံနဲ့ပွဲမထွက်ဘဲနဲ့ဒိုကူတို့နဲ့ပွဲထွက်လာမယ်ဆိုလို့ရှိရင်တော့လေးကိုတိုင်းပတ်မှာပါ
ကွင်းလယ်မှာတော့ Casemiro Bruno လည်းရွေးချယ်စရာမရှိဘူးတိုက်စစ်မှာတော့ခုညာနဲ့အမ်ဘူဘူဟိုဇက်စီနဲ့တွဲပေးရမယ်ပေါ့နော်အဲ့တော့ထုံးစံနိုင်မဲ့ United ကလောင်းဘောကြီးကစားမယ်ဇက်စီကထိမ့်ပေးမယ်ခုညာရဲ့မှတူချင်းအတိုးလုံးတွေနဲ့ကစားလိုက်မယ်အမ်ဘူဘူအာမတ်အတွဲနဲ့တိုက်စစ်ကိုဆင်လိုက်မယ်ဒါပဲကျွန်တော်အတင်းကအမ်ဘူဘူအာမတ်ဒီဟိုလောက်ထားရင်ပိတ်ထားရင်မရတော့ဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာခုညာလိုပါတယ်ဇက်စီလည်းလိုပါတယ်ဟိုဘလောက်ပဲမကောင်းပဲပြောဇက်စီနဲ့ခုညာအတွဲအမ်ဘူဘူနဲ့အတွဲဒါတွေကမဖြစ်မနေလိုပါတယ်မေစင်မောဒီနေ့ပွဲစဉ်မှာကျွန်တော်တို့မသုံးသင့်နေဘူးလို့မြင်တယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ညီကိုတို့ဒုတိယပိုင်းမှာလူစားလဲလိုက်တော့ညီကိုတို့ရဲ့အမြင်ပဲခုညာရှိတဲ့အချိန်ပြီးရင်ဘယ်ချန်ဒါလို့ရှိတဲ့အချိန်အာမတ်ရှိတဲ့အချိန်ကျွန်တော်တို့အတင်းရတိုက်စစ်ကပိုကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဒီပြတ်တလွဲမလို့ဖို့တော့လိုတယ်ဗျာဒီပုံစံတိုင်းပို့ထက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတင်းနိုင်ကြီးရှိတယ်လို့တော့ထင်ပါတယ်တစ်ဖက်က Wolfpack မှာလည်းဂျောင်ကွန်မတ်ကပွဲပဲပြည့်တယ်ခံထားရပါတယ်ဒါကလည်းကျွန်တော်တို့အတွက်အားသာချက်ပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲစဉ်မှာလည်းပါကွေးတာမပါပါဘူးဒါမဲ့လည်းမနိုင်ပါဘူးဒီနေ့ပွဲစဉ်တော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ Wolf ကပဲအဲ့ဟိုပွဲစဉ်ညမှာ United နဲ့ပွဲစဉ်ညမှာအာဆင်နယ်လိုများဖြစ်သွားမှာလားစီးတီးလိုများဖြစ်သွားမှာလားစောင့်ကြည့်နေရတာဘယ်လိုဖြစ်ပါညီတို့ဒီနေ့ပွဲစဉ်ဟိုတော့အနိုင်ရမယ်လို့တော့မျှော်လင့်ထားပါတယ်အဲ့တော့ဒီကတော့ရောက်ဘယ်လိုမြင်ကြလဲနိုင်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ထင်တာကတော့1 C လောက်ဒါမှမဟုတ်2 1လောက်နဲ့ပဲကတ်နိုင်မယ်လို့ထင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တရေလဲဖြစ်သွားနိုင်ခြေရှိတဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့တော့ညီကတော့ဘယ်လိုမြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝင်အောင်မှတ်ချက်ရေးပေးခဲ့ကြပါဦးခင်ဗျ